Hello everyone အားလုံးပဲမင်္ဂလာပါနိုဒေလီတမကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောင်မြင်တဲ့သူတွေအမြဲအသုံးပြုလေးရှိတဲ့ formula တစ်ခုကြောင်းကိုမျှဝေပေးချင်ပါတယ်အဲ့ဒါကတော့ 3P လို့ခေါ်တဲ့ passion purpose နဲ့ profit ပါပဲတကယ်လို့တငင်ချင်းတို့ကဒီ formula ကိုအသုံးပြုခြင်းပေမဲ့အခုလောလောဆယ်ဘာမှလှုပ်ချင်စိတ်မရှိသလိုဖြစ်နေရင်တော့အရင်တင်ခဲ့တဲ့ DF view set နီလန်လေးခုဆိုတဲ့ဗီဒီယိုကိုအရင်ပြန်ကြည့်ဖို့အကြံပေးချင်ပါတယ်အဲ့ဒီမှာ motivation ပြန်ယူဖို့သိထားတဲ့စိတ်ပိုင်းဆိုင်ရာနီလန်လေးမျိုးကိုအရင်ပြန်ကြည့်ထားမှဒီနေ့ပြောမယ့် 3P ကပိုပြီးထိရောက်မှာဖြစ်လို့ပါဒါဆိုရင် formula 3P အကြောင်းကိုဆက်သွားကြရအောင်နော်ပထမဆုံး P ကတော့ passion ပါကိုလုံးနေရဲ့အလုပ်ပေါ်မှာတကယ်ကိုစိတ်အားထက်သန်ပြီးပျော်နေဖို့လိုပါတယ်ဒါမှလည်းပင်ပန်းတဲ့အခါမျိုးမှာလက်မလျှော့ပဲနဲ့ရှေ့ဆက်နိုင်မှာပါဒီနေရာမှာငါဘာဝါသနာပါမှန်းမသိဘူးဖြစ်နေတတ်ကြတယ်အဲ့ဒါကတော့ကိုတန်မိုးထားမှုနဲ့ချစ်ခင်မှုအားနေနေလို့ပါကိုအရှိတိုင်းလက်ခံပြီးချစ်တက်လာတဲ့အခါမှသာကိုတကယ်ယူသွရတဲ့ passion ကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်ဒုတိယ P ကတော့ purpose ပါကိုအလုပ်ကကိုအတွက်တင်မကပဲနဲ့တခြားသူတွေတော့ရောဘာကြိုးရှိစေတလဲငါဘာကြောင့်ဒါကိုလုံးနေရလဲဆိုတဲ့ခိုင်မာတဲ့အဓိပ္ပာယ်ရှိဖို့လိုပါတယ်အဲ့ဒီ purpose ကစိတ်သက်ခိုင်မာစေပါတယ်အောင်မြင်မှုနောက်ကိုလိုက်နေရင်လည်းတစ်ခါကလေးပိုင်ဆိုင်မှုတွေဘယ်လောက်ရှိစိတ်မချမ်းသာတာမျိုးကြုံရတတ်ပါတယ်အဲ့ဒီခါမျိုးမှာဘာမှမပိုင်ဆိုင်ထားရင်တော့ပျော်ရွှင်စေနိုင်တဲ့စိတ်ထားမျိုး inner peace ရှိထားဖို့ကလည်းအရေးကြီးပြန်ပါတယ်နောက်ဆုံးတတိယ P ကတော့ profit ပါဝါသနာလဲပါတယ်အကျိုးလဲရှိရဲဆိုရင်အဲ့ဒီလောက်ကနေကိုယ့်အတွက်ဝင်ငွေနဲ့ရလက်ကောင်းတွေပြန်ရဖို့လဲလိုပါတယ်အဲ့ဒီ profit ရှိမှသာကိုယ့်ရဲ့အိမ်မက်တွေကိုရရှိတည်ဆောက်သွားနိုင်မှာပါဒါပေမဲ့အကျိုးမြတ်ရဖို့အတွက်ဆိုရင်တော့ပန်းနိုင်ချမှတ်တဲ့ဂိုးဆက်တဲ့မှတ်ကန်မှုတော့လိုပါတယ်အစီအစဉ်မကျတဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကအမြဲဖိတက်တာဖြစ်တဲ့အတွက်ကြောင့်စနစ်တကျနဲ့လက်တွေ့ကျကျချမှတ်တတ်ဖို့တော့လိုပါတယ်ကဲဒီနေ့မျှဝေပေးခဲ့တဲ့ 3P formula လေးကတငယ်ချင်းတို့အတွက်တစ်ခုခုအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးစိတ်သက်ခွန်အားဖြစ်စေမဲ့ tip လေးတွေနဲ့ဗဟုသုတတွေကိုအမြဲလေ့လာနိုင်မှုအတွက် No Daily Tip ကို subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေ့ပါနဲ့ဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye